လွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကလူတွေဟာခေတ်မီစက်ကရိယာတွေကရိန်းတွေဒါမှမဟုတ်ဘိန်းတက်ရင်လည်းမရှိဘဲနဲ့တန်နဲ့ချီလေးတဲ့ကြောက်တုံးကြီးနှစ်တန်းကျော်ဘလိုမျိုးတိတိကျကျတည်ယူတိဆောက်ခဲ့ကြရလဲဒါကသမိုင်းပညာရှင်တွေရာစုနှစ်ပေါင်းများစွာဖြည့်ရှင်းမှုစ조사နေပေမဲ့ခုထိဖြည့်ရှာမရသေးတဲ့ကမ္ဘာအကြီးဆုံးဗဟိတစ်ခုပါပြည့်မြတ်တွေကိုဖာရိုဘယင်တွေရဲ့အုပ်စုအဖြစ်တိဆောက်ခဲ့တာလို့ကျွန်တော်တို့အများစုကအသိထားကြပါတယ်ဒါပေမဲ့အဲ့ဒီအချက်ကိုတန်တရားဖြစ်စရာကိစ္စတွေအများကြီးရှိနေပါတယ်ပထမဆုံးအချက်ကတော့စောက်လုပ်မှုရဲ့အံ့ဩစရာတိကျမှုပါပြီးတော့စောက်လုပ်တဲ့နှုန်းကလည်းမယုံနိုင်စရာပါတနေ့ကို10နာရီအလုံးလုံးရင်တော့10မိနစ်ကိုကြောက်တုံး2တုံးနှုန်းနဲ့နှစ်ပေါင်း20လုံးအဆက်မပြတ်တိဆောက်ခဲ့မှဒီပရိမစ်ကြီးပြီးစီးနိုင်မှာပါဒါဟာရှေးဟောင်းအီဂျစ်လူမျိုးတွေမှာကျွန်တော်တို့မသိသေးတဲ့နည်းပညာတွေရှိခဲ့ရလားဒါမှမဟုတ်တခြားပြင်ပအားတစ်ခုခုကကူညီခဲ့ရလားဆိုတဲ့မိကွန်းတွေကိုဖြစ်ပေါ်စေပါတယ်အံ့ဩစရာအကောင်းဆုံးကတော့2019ခုနှစ်မှာပါစကန်ပီရမစ်လို့ခေါ်တဲ့နိုင်ငံတကာသုတေသနအဖွဲ့က Cosmic Ray နည်းပညာကိုသုံးပြီးပီရမစ်ရဲ့အတွင်းပိုင်းကိုစကန်ဖတ်ခဲ့ရမှာအလျာမီတာ30ကျော်ရှိတဲ့ကြီးမားတဲ့ဟင်းလင်းပြင်ကြီးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကလေးကပိတ်ဆို့ထားတဲ့လှုပ်ဝက်အခန်းတစ်ခုဖြစ်နိုင်ပါတယ်ဒီခန်းထဲမှာဘာတွေရှိနေမလဲဖာရိုဘရင်ရဲ့တကယ့်ရုပ်အလောင်းလားရှေးဟောင်းပစ္စည်းတွေလားဒါမှမဟုတ်ပီရမစ်တိဆောက်ပုံရဲ့လှုပ်ဝက်ချက်တွေလားကျွန်တော်တို့တကယ်ပဲမသိနိုင်သေးပါဘူးပီရမစ်တွေဟာရှေးဟောင်းလူသားတွေရဲ့အမခန်းစွမ်းဆောင်ရည်ကိုသက်သေပြနေပေမဲ့အဖြစ်မရှိသေးတဲ့ဗဟိတိတွေကတော့ကြာရှိနေဦးမှာပါသင်ကောပီရမစ်တွေကိုဘယ်လိုနည်းနဲ့တိဆောက်ခဲ့တယ်လို့ထင်ပါတယ်လေဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းဝင်လှုပ်ဝက်ချက်တွေကိုစက်ပြီးကြည့်နေလဲဆိုရင် channel လေးကို subscribe လုပ်ထားဖို့နဲ့ like ပေးခဲ့ဖို့မမေ့ပါနဲ့เนาะကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်